တော့လွတ်တော်ကိုယ်စားလှယ်ကလည်းလွတ်တော်ကိုယ်စားလှယ်အလုပ်လေးလုပ်တာကောင်းတယ်ဒါအကောင်းတယ်လွတ်တော်ကိုယ်စားလှယ်အလုပ်လေးလုပ်ထိန်းချောင်းဖို့လိုတယ်စွတ်ဖက်လို့တော့မကောင်းဘူး မတ်တစ်အချက်ကလွတ်တော်ကိုယ်စားလှယ်ဖြစ်အောင်အရင်လုံးလိုက်ဦးလူဖက်နဲ့လွတ်တော်ကိုယ်စားလှယ်မွေပါနဲ့သူကာကြောဖြစ်တယ်ဆိုတဲ့အချိန်မှာသူကအရက်ဝိုင်းမှာအဲ့လိုကြွေးကြော်တာတွေရှိတယ်ဗောနော်မင်းအောင်လိုက်တဲ့တာအောင်လုပ်ပြမယ်ငါကတော့စစ်ဘက်တိုက်မှာငါကတော့စစ်ဘက်နိုင်အောင်တိုက်ပြမှာဆိုတဲ့ပုံစံမျိုးအဲ့တော့သူဘာတာအောင်လုပ်တာလဲဆိုတာတော့မပြောတတ်ဘူးဗောနော်အခုတော့ဒါအရေးတွက်တွေကတော်တော်တာနေလောက်ပြီးတည်တဲ့ရေးတွက်တွေဗောနော်တော်တော်တာနေလောက်ပြီးဖြစ်ပါတယ်တချို့တွေအိတ်နေတာများတာဇက်ပွဲပြီးလို့ထမပြန်မင်းနဲ့အိတ်နေတဲ့ကောင်တွေကြနေရဗောနော်နှိုးလို့တော့မရတော့တော့တကယ်ပလဲနေတာပဲRevolution Reaction Channel တော်လမျိုးတွေအားလုံးပဲသဘောဝပေးနဲ့မေးပြီးတယ်မှာအများဆုံးကင်းဝေးကြပါစေလို့တောင်းပေးနေပဲကျွန်တော်ရဲ့ကိုကျက်ရုံ channel လေးကပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ဇွန်လ25ရက်နေ့ဖြစ်ပါတယ်ဇွန်လ25ရက်နေ့ညပိုင်းထင်ဆုံးရရှိတဲ့တင်းတွေကိုစုစည်းတင်ပြပေးတော့မှဖြစ်တဲ့ဒီနေ့အားလုံးပဲအဆုံးချီပူဒီနေ့မှထမတောင်းဆိုလိုက်ပါတယ်နောက်ဆုံးသတင်းပုံအနေနဲ့ကတော့မြန်မာနိုင်ငံမှာစစ်တပ်ရဲ့အင်အားလျော်နေစေရန်ပြည်ပမှာနီလန်မျိုးစုံနဲ့သွေးထိုးလုံဆောင်မှုတွေပြုလုပ်နေပြီးပြည်တွင်းနဲ့ကန်ဖွဲ့စည်းများကလည်းမိုးရေစေးဝါးတွေကြားဖြတ်လုပ်ငန်းများနဲ့တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းတွေကိုပါဝင်လှုပ်ဆောင်နေကြောင်းဒုတက်ချုပ်သည့်အကျန်းဖတ်ကြော်စွာလင်းကနေပြောလာတော့တွေ့ရှိရပါတယ်ဒီတော့သူတို့လုပ်နေတဲ့ကိစ္စတွေကိုသူများကိုပြောတာပေါ့ဗျာဇွန်လ24ရက်နေ့ငင်တိုင်းတိုင်းကိုရောက်ရှိနေတဲ့ဒုတက်ချုပ်ကျော်စာလင်းဟာတက်နေနဲ့ကျွန်းစုမျိုးနယ်မှာတွင်းမှာရှိတဲ့နေမီကန်တပ်ဖွဲ့များနဲ့တွေ့ဆုံနေအခုလိုပြောခဲ့တာဖြစ်ပါတယ်ဒုတက်ချုပ်ကျော်စာလင်းကတော့တဝဲရင်းနဲ့စိတ်ကန်းကဲ့သို့မဟာဗျူဟာမြောက်စီမံကိန်းများနဲ့ရေးတဝဲဘိတ်ဘုံပြင်းကော်တောင်းလမ်းကြောင်းကဲ့သို့ပြည်တော်စုလမ်းမကြီးများမှာပြည်သူများလွတ်လပ်စွာသွားလာနိုင်မှုကိုထိခိုက်စေတဲ့လက်နက်ကင်ဖွဲ့စည်းများကိုထိထိရောက်နှိမ်နင်းရန်လိုအပ်ကြောင်းလည်းပြောဆိုခဲ့တာတွေ့ရှိရပါတယ်နောက်တဲ့သတင်းပုံအနေနဲ့ကတော့အားလုံးသိတဲ့အတိုင်းပါပဲစစ်ခွေးလော်ဘီတကောင်ဖြစ်တဲ့ကျော်စိုးဦးနဲ့တွတ်တော်မှာချွတ်ချော်ပြီးတော့စွတ်အော်နေတဲ့ဘူးလက်တူတို့ထိတိုက်တွေ့ကြဖြစ်ပါတယ်ဒါဘူးလက်နဲ့ကျော်စိုးဦးဆိုတာအခုမှမဟုတ်ပါဘူးဒါဘူးလက်ကနေပြီးတော့တမနာမဖြစ်ခဲ့လို့သူတို့ဖွဲ့တမနာမဖြစ်ခဲ့လို့ဒါတက်ရှိမှငြိမ်နေရမယ်ကျော်စိုးဦးကိုတမနာဖြစ်တဲ့နေ့သူတို့တွေပြင်ရတမနာဖြစ်ခဲ့မယ်ဆိုရင်ကျော်စိုးဦးတကောင်ဦးဆိုရင်အစနာအောင်ရှာလို့မရတဲ့ထားကိုရောက်မှာတော့သိကြပါပဲလက်ရှိမှဆိုရင်တော့ဘူးလက်ကြီးနဲ့ကျော်စိုးဦးတို့ဘယ်လိုကြိုက်ကြလဲဆိုတာကျွန်တော်တို့ရေမလောင်းဝင်ကြည့်ကြည့်အောင်ဗျာလွတ်တော်ကိုယ်စားလှယ်မဖြစ်ခင်တော့လေခင်ဗျားတို့ PDF တွေမျိုးဝင်တိုင်းတော့ခင်ဗျားတို့ဘဲဘက်ပြေးရလဲစစ်တပ်စီပဲပြေးရတာပဲစစ်တပ်စခန်းစီပဲပြေးရတာပဲဗျာဒါတို့ဒီဆိုတော့လွတ်တော်ကိုယ်စားလှယ်တွေကဟာဒီတက်ဂိတ်တွေရှိလို့ရဲဂိတ်တွေရှိလို့တက်ဂိတ်တွေရှိလို့ရဲဂိတ်တွေရှိလို့ကုံစင်းတုံးတွေမြင့်တယ်သူတို့တွေကပြောကြတယ်ရေးကြတယ်ပေါ့ဗျအဲ့တော့ထုံးနဲ့ထုံနီးသူအခုဘာတွေဆက်ဖြစ်လဲဆိုတော့တစ်ဆက်တည်းပဲကျွန်တော်တို့ဒီလမ်းပိုင်းတွေမှာရှိတဲ့ဂိတ်တွေပေါ့ဂိတ်တွေကိုလက်ရှိမှာကျွန်တော်ဖြုတ်ထားတယ်ပေါ့ဗျဖြုတ်ရတဲ့အကြောင်းရင်းကလည်းကျွန်တော်တို့ဂိတ်ကတော့ဖြုတ်လို့မရဘူးဗျအဲ့တော့ဂိတ်တွေဖြုတ်ရမယ်ဆိုရင်ဂိတ်တွေဖြုတ်ပြီးဆိုနောက်လာမယ့်အကျိုးဆက်တွေကိုဒီလွတ်တော်ကိုယ်စားတောင်းပြီးမှလားခင်ဗျားတို့လာပြီးတော့ဒီဂိတ်မှာလာပြီးခင်ဗျားတို့ဒီတရားဝင်ပြည်စီခင်ဗျားတို့ဖမ်းပေးမှလားအဲ့လိုလည်းခင်ဗျားတို့မလုပ်နိုင်ဘူးအဲ့တော့လွတ်တော်ကိုယ်စားကလည်းလွတ်တော်ကိုယ်စားအလုပ်လေးလုပ်တာကောင်းတယ်ဒါအကောင်းတယ်လွတ်တော်ကိုယ်စားအလုပ်လေးလုပ်ထိန်းချောင်းဖို့လိုတယ်စွတ်ဖက်လို့တော့မကောင်းဘူးဒါကြောင့်ကျွန်တော်တို့ကဒီလက်ရှိဒီမန္တလေးကနေပြီးတော့ကျွန်တော်တို့မန္တလေးကနေစထွက်တင်လန်းနေစထွက်ဂိတ်တွေပြန်ပြီးရှိနေကြတယ်တချို့ကပြောတာလွတ်တော်ကိုယ်စားလှယ်ကြီးပါလုံနေလေဒီကိစ္စနဲ့လွတ်တော်ကိုယ်စားလှယ်မသိဘူးလားဟာဒီဟာဒီဘေးခွေးတွေဘာရှောက်မေးတာလဲဟာလွတ်တော်ကိုယ်စားလှယ်ဘာဖြစ်တာလွတ်တော်ကိုယ်စားလှယ်လာခလုတ်တိုက်တခုလူစုလားဟာလွတ်တော်ကိုယ်စားလှယ်လာခလုတ်တိုက်အဲ့လူတွေကိုကျွန်တော်ပြောချင်တယ်နံပါတ်1လွတ်တော်ကိုယ်စားလှယ်ဖြစ်အောင်ရွေးခံလိုက်ပထမဆုံးရအောင်ရွေးခံပြီးမှအထက်ရောက်လာရင်ပြောခင်ဗျားလုပ်ချင်တာတွေလုပ်တော့နံပါတ်1အချက်ကလွတ်တော်ကိုယ်စားလှယ်ဖြစ်အောင်အရင်လုပ်လိုက်ဦးမလုပ်ဖက်နဲ့လွတ်တော်ကိုယ်စားလှယ်မွေပါနဲ့နော်ဘာဖြစ်တယ်လွတ်တော်ကိုယ်စားလှယ်တွေကဘာလို့ဒီလိုတွေမေးနေတာလဲဘာညာလာမပြောနဲ့ခင်ဗျားတို့အဲ့လိုပြောချင်ရင်လွတ်တော်ခင်ဗျာကောင်းတဲ့မေးဝင်မေးချင်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောချင်ရင်လွတ်တော်ကိုယ်စားလှယ်ဖြစ်အောင်အမတ်ဖြစ်အောင်အရင်ကြိုးစားလိုက်ဦးခင်ဗျားတို့အဲ့မှာရွေးကောက်ပွဲဝင်တဲ့အချိန်ကျတော့ဟိုမှာ PDF တက်မှာကြောက်လို့ဆိုတော့ဒလန်လို့ဆိုတဲ့ခါမှာကြောက်လို့ဟိုပုံးတီရှောင်နဲ့အဲ့မှာအဲ့ဒါကိုမကြောက်မရွံ့ကိုယ်စားလှယ်ဖြစ်ရွေးခံလာတဲ့ကောင်ကြီးကဟုတ်လားလွတ်တော်တွေလည်းရောက်လာမင်းတို့ကဘာတွေပြောနေရလဲဘာတွေမေးနေရလဲလာပြောနေမင်းတို့အရင်ဆုံးအဲ့ဒီအမတ်တယောက်ဖြစ်အောင်ကြိုးစားလိုက်အောင်လွတ်တော်တွေရောက်လာမင်းတို့ကြိုက်တာမေးအခုအထဲထဲရောက်နေတဲ့လူတွေကြိုက်တာမေးတယ်
ခင်ဗျသူကသူအရေးချင်းရှိတဲ့မိကုံမေးမေးအရေးချင်းမရှိတဲ့မိကုံမေးမေးသူအမတ်ဖြစ်အောင်စူးစမ်းလာနိုင်တဲ့အတွက်ခုံယူစရာကောင်းတယ်ဒါတော့ကြော်စိုးနဲ့ဘူးလောက်စီဖြစ်ပါတယ်ကြော်စိုးနဲ့ဘူးလောက်စီကလက်ရှိမှာဘူးလောက်စီပြောရတဲ့စကားလုံးကတော့ခွေးချင်းအောင်တပုံပူစားတဲ့အနေထားပါဗျာခွေးချင်းတူတာတောင်သူကတပုံပူစားထားတယ်ပေါ့ဗျာပြောချင်သဘောတရားကပုဂ္ဂိုလ်အားရစရာကောင်းတယ်တော်တော်လေးလည်းခွန်အားဖြစ်ရတယ်ပေါ့နော်အောင်မြင်မှုတွေလည်းဇက်တိုက်ဆိုသလိုရတယ်ပြီးတော့သတင်းထုတ်ပြန်မှုတွေကိုလည်းအရန်သဘောကျတယ်တစ်ခုချင်းစီထုတ်ပြီးတော့ပေါ့နော်စစ်ကောင်စီကိုတစ်ခုချင်းစီတစ်ချက်ချင်းစီထုတ်ပြီးတော့ဒင်းနေတာပေါ့နော်ပြီးရင်ဒါစစ်ကောင်စီဘက်ကဒါလော်ပေးနေတဲ့သူတွေလိန်ပေးနေတဲ့သူတွေပေါ့နော်အဲ့လိုကောင်တွေကိုလည်းညင်းမင်းတို့ကောင်တွေညင်းစမ်းညင်းပြီးဆိုတဲ့အခါကျမှရော့ဒီမှာတစ်ခုရော့ဒီမှာတစ်ခုဆိုပြီးတော့လုပ်ပြနေတဲ့ပုံစံမျိုးတွေမြင်တွေ့နေရပါတယ်အဲ့တော့မကွေးတိုင်းတွေကတိုက်ပွဲဖြစ်စဉ်တွေကဒီအထက်မှာတော်တော်လေးကျန်းနေအခုဆိုလည်းဒါထုတ်ပြန်ချက်တစ်ခုထပ်ပြီးတော့ထုတ်ပြန်လာတယ်ပေါ့နော်အဲ့ထုတ်ပြန်ချက်ထဲမှာလည်းတကယ်အားရစရာအကြောင်းအရာတွေအများကြီးပါပါတယ်စစ်ကောင်စီဘက်ကအသေးပြောက်စည်ရင်းတွေကတကယ်အားရစရာပမာဏတွေဖြစ်တယ်အကြောင်းအကျိုးတွေကဆက်နေတာပေါ့နော်ဒီအခုဖြစ်စဉ်ကပထမဆုံးဖြစ်စဉ်အဲ့ဒါပြီးတဲ့ချိန်မှာဒီဂျမ်မာကားကိုဘယ်လိုလုပ်တယ်အဲ့ဒါပြီးတဲ့ချိန်မှာရဲရင်လာတာကိုဘယ်လိုလုပ်တယ်အဲ့လိုမျိုးတဆင့်ချင်းစီသွားတာပေါ့နော်ဒါပေမဲ့နောက်ဆုံးကနေစပြလာတာအခုတော့ဒါပထမပိုင်းကိုပြန်ရောက်လာပြီပေါ့နော်အဲ့တော့မကွေး PDF ကနေပြီးတော့ဒါဒေတာတွင်းမှာမိညီကိုတွေနဲ့ပူးပေါင်းပြီးတော့ပခုတ်ကူတက်မ101ကထွက်လာတဲ့အင်အား400ကျော်စစ်ကောင်စီစစ်ကြောင်းကိုသူကဒီပခုတ်ကူမြို့နယ်အတွင်းကနေမြိုင်နယ်အတွင်းထိလိုက်ပြင်းတာအဲ့ဒီကနေပြီးတော့စလိုက်တာပေါ့နော်အဲ့လိုမျိုးဒါအင်အား400ပါပါတယ်ဆိုတဲ့စစ်ကြောင်းကိုလိုက်လံပြီးတော့ခြေမုံတဲ့ချိန်မှာဒါဒီမြိုင်မြို့နယ်ကိုင်းတော်မှကျေးရွာအရောက်မှာအထိနာပြီးတော့သူကတွင်းမပြူရွာကိုရောက်သွားတာတွင်းမပြူရွာတဲ့ကိုဝင်ပြေးကြတာအဲ့မှာဇလန်စလာပေါ့နော်အဲ့တော့ဒီတိုက်ခိုက်မှုကြောင့်မလို့စစ်ကောင်စီအကြီးပိုင်းတွေပေါ့ဗျာပြောမယ်ဆိုရင်အဲ့စစ်ကြောင်းမှာပါတဲ့အကြီးပိုင်းတွေအရာရှိပိုင်းတွေဒီလိုကောင်မျိုးတွေအပါဝင်စစ်ကောင်စီဘက်က90ထက်မနည်း50ထက်မနည်းပေါ့နော်မနည်းဘူး50ထက်တော့50ထက်မနည်းမက်ဆီကြိုက်တယ်တေဆုံးနိုင်တယ်ပေါ့နော်ဒီအများပြားထိခိုက်ဒဏ်ရာရတာရှိတယ်ဒါပြင်တိုက်ပွဲထဲမှာဒါတင်းစီရရှိတဲ့ခဲယမ်းတွေကိုလည်းအခုပုံနဲ့တကွာထုတ်ပြန်လာတာတွေ့ရပါတယ်အဲ့တော့အဲ့ပုံတွေထဲမှာပေါ့နော်ဒီခဲယမ်းတွေအပြင်ကုန်မှာဒီအတုံးဆောင်ပစ္စည်းတွေအဆုံပါတယ်ဗျာစုပ်တီးစုပ်ပြက်တွေလည်းအကုန်ပါတယ်ပြီးတော့ဒီရင်ရမ်းများတွေရတယ်ပြီးရင်ရိတ်ခါတွေပါသေးတယ်ပေါ့နော်အဲ့တော့အဲ့လိုတင်းစီရရှိပစ္စည်းတွေကြည့်လိုက်တော့တကယ်ကိုမနှဲမနှောကြီးဗျအဲ့တော့ခဲယမ်းပစ္စည်းတွေကလည်းစုံနေပြီးရင်ဆက်ပစ္စည်းတွေလည်းစုံနေပေါ့နော်power station တွေပါတယ်ပြီးအများကြီးပဲအုတ်ထုတ်တွေကြီးကအုတ်ထုတ်တွေကြီးကအင်းကြီးတွေပြီးရင်ဟန်ကောရေဘူးမိုင်းရှာစုတော့မှဒါထွန်ကျစ်နဲ့ပေါ့နော်အရင်ထက်သူကဒီစူထိုးတဲ့ဟာနှစ်ခွသုံးခွနေပြီးတော့အခုဆိုထွန်ကျစ်ပုံစံနဲ့တောင်ဖြစ်လာပြီချင်းနေမကောင်းတော့ချစ်ပြီးတော့ကိုရှာရမယ့်အနေထားတွေဖြစ်လာနေပြီပေါ့နော်အဲ့တော့အဲ့လိုမျိုးဟာတွေကစပါတယ်ယူနီဖောင်းအစုပ်ပြတ်တွေပါတယ်ဒန်ဝိုးဒန်ခွက်တွေပါတယ်အကျော်လော်ဘူးတွေပါတယ်စားတော့စားသွားရရဲ့လားမသိဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးတွေပါတယ်ပြီးရင်ကားတွေရတယ်ကားလဲဒါရိတ်ခါတွေပေါ့နော်ရိတ်ခါတင်လာတဲ့ကားလဲပုံထဲမှာတွေ့ရတယ်လုံးဝအမျိုးကိုစုံနေတာပဲပေါ့နော်ပြီးရင်ပို့ပြီးတော့ပြည့်စုံသွားတာကဒီ dead body တွေပေါ့နော်အဲ့ဒါတွေလေးဒါထည့်လိုက်တော့ကြတော့ပို့ပြီးတော့ပြည့်စုံသွားတယ်တပ်ဖွဲ့တွေကလည်းဗယုတ်ကြတယ်လို့ပြောရမယ်ပေါ့နော်ဒီထုတ်ပြန်တဲ့ပုံတွေထဲမှာ uniform ပုံတွေရိုက်ပြတဲ့ချိန်မှာဒီနာမည်ကပ်ပြားလေးတွေ name plate လေးတွေတောင်မှပဲဒါပေါ်လွင်ထင်ရှားဖြစ်အောင်ရိုက်ပြထားသေးတယ်ပေါ့နော်မသိမှဆိုလို့ပေါ့နော်အဲ့ထဲမှာဆိုပါလေထေးမောင်ဆိုတဲ့ဒီ name plate လေးလည်းပါတယ်ပေါ့နော်အဲ့တော့အသေးချမ်းနေတယ်လို့ပြောရမယ်တေးတာကျန်းတာပေါ့နော်ဒါတွင်းထဲမှာကျင်းထဲမှာပြီးဘန်ကာထဲမှာအဲ့လိုပုံစံမျိုးတွေနဲ့ပေါ့နော်ပြီးဆိုလည်းမြေမြုပ်ထားတဲ့ဟာမျိုးတွေလည်းတွေ့ရပါလိမ့်မယ်ပေါ့နော်အဲ့တော့အဲ့လိုပွဲကြီးတွေလှုပ်လိုက်ပြီဆိုတဲ့အချိန်မှာတော့စစ်ကောင်စီကအရန်ထိနာလို့ဒီတွင်းမပြူရွာကိုဝင်ပြေးတာပေါ့နော်အဲ့ငါနဲ့နောက်ဆက်တွဲဒီရဲရင်ကိစ္စအဆက်ဖြစ်တာအဲ့တော့အဖွဲ့တွေကဘယ်လောက်ကျန်းနေလဲဆိုတော့လာသမျှစော်မယ်မင်းတို့ကြိုက်တဲ့ကောင်လာစမ်းဆိုတဲ့ပုံစံမျိုးဖြစ်နေတာဟုတ်တယ်တကယ်လည်းအဲ့လိုပဲသူတို့ဒီပခုတ်ကွာနေပြီးတော့ထွက်လာတဲ့ချိန်မှာအင်အား400ကျော်ဗျာအဲ့400ကျော်ကိုလိုက်ကြိတ်တယ်ကြိတ်တာမှပခုတ်ကူကနေမြိုင်နေတဲ့အထိပါလိုက်ကြိတ်တယ်ပေါ့နော်အဲ့လိုကြိတ်လို့အခုလိုမျိုးအထိနာသွားတဲ့အချိန်မှာရဲရင်လာတယ်အဲ့တော့လာစမ်းမင်းရဲရင်လဲကြိတ်မယ်ဆိုပြီးတော့ထက်ကြိတ်တာပေါ့နော်အဲ့လိုပဲရဲရင်ကြိတ်နိုင်မှုအတွက်ရှေ့မှာဒါဂျမ်မာကားတွေဘာတွေကစဒီ FPV တွေတုံးပြီးတော့ဝုန်းခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့တော်တော်ကိုကျန်းတယ်လို့ပြောရမယ်လုံးဝစစ်ကောင်စီအညာကိုအထင်မသေးရတော့ဘယ်ကောင်ထင်သေးရဲမလဲဒီလောက်ကြီးထိပြင်းကန်နေရတာပေါ့နော်လာစမ်းကြိုက်တဲ့ကောင်လာစမ်းပြီးကြိုက်တဲ့လောက်အင်အားနဲ့လာစမ်းဆိုတဲ့ပုံစံမျိုးလုပ်ပြနိုင်ခဲ့တာတော်တော်ကိုဒါကျန်းတယ်လို့ပြောရမယ်ပေါ့နော်အဲ့တော့အဲ့လိုအထိနာပြီးတော့ဒဏ်ရာရတဲ့ကောင်တွေကိုတည်ဖို့အတွက်ဒီတွင်းမပြူပါကိုဆင်းလာတဲ့ရဲရင်ကို FPV drone တွေနဲ့ဒါထုတ်ပြန်ခဲ့တဲ့ဒါဒီရုပ်သံတွေလည်းမြင်ရပါလိမ့်မယ်ပေါ့နော်အားရစရာကြီးပါအဲ့လိုမျိုးပုံစံမျိုးတွေနဲ့အောင်မြင်အောင်တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်အခုလဲထပ်ပြီးတော့ရုပ်သံတစ်ခုထပ်တွေ့ရတယ်ပေါ့နော်အဲ့ဒါအဲ့ဥစ္စာပဲဖြစ်မယ်ကျွန်တော်တေချာကြည့်လိုက်တဲ့အချိန်မှာပေါ့နော်နည်းနည်းတော့ဝေးရပါပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီ scout drone ကနေရိုက်ထားတာ
ဒီချလိုက်လို့ပေါ့နော်ပြင်းလိုက်လို့ဒီပြက်သွားပါတယ်ဆိုတော့သူတို့ရဲ့ရဲရင်ပေါ့နော်ဒီ MI7 ရဲရင်ကိုမိုးကအုပ်ထားတယ်မိုးကအုပ်ထားတယ်တဲ့ပြင်ရေးထားတွေ့ရသေးတယ်အဲ့ဘေးနားမှာကားတွေကာထားတယ်ပေါ့နော်ကားတွေကာထားပေမဲ့လည်းမရဘူးကွာဆိုပြီးတော့အဲ့ဗီဒီယိုထဲမှာကိုပဲမြင်တွေ့ရတယ်ဗျာအဲ့ဒီဘေးပတ်ဝန်းကျင်နေရာတွေမှာအကြီးတွေကျနေတာပေါ့နော်ဒါလက်နဲ့ကြီးနဲ့ပစ်တာဖြစ်ဖြစ်ဒါ drone နဲ့ drop ဘုံချတာဖြစ်ဖြစ်အဲ့လိုမျိုးစိတ်ကြိုက်ကိုလုံနေတဲ့ပုံစံမျိုးထပ်တွေ့ရသေးရဲ့ဗျာအဲ့ဒါဒီရဲရင်နောက်ဆက်တွဲဖြစ်မယ်ပေါ့နော်ဒါတကယ်ကျန်းတယ်လို့ပြောရမယ်အဲ့တော့တပ်ဖွဲ့တွေကတဆုံးကိုစဉ်းစားပြီးတော့စော်နေတာပေါ့နော်ဒါရဲရင်ကိုလုံတဲ့ကိစ္စမှာဆိုရင်လဲပေါ့နော်35ကြီးဒီလောက်ဝဲပြီးပြစ်နေတာတော့မှပဲအဲ့အောင်ပြစ်ရှင်ပြစ်လဲငါတို့ခံမယ်ဆိုပြီးတော့အဲ့လိုစိတ်ကြီးနဲ့ချခဲ့တာပေါ့နော်အဲ့တော့တော်တော်လေးအားရစရာကောင်းတယ်လို့ပြောရမယ်ပြီးရင်ပိုအားရစရာကောင်းတာကဒီထဲမှာပါဝင်တဲ့စစ်ကြောင်းတွေကြည့်လိုက်အမျိုးစုံပဲအကုန်ပါတယ်အညာတပ်ဖွဲ့တွေအကုန်လုံးပါတယ်ပေါ့နော်အညာမှာတိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့တွေအင်အားစုပုံစံမျိုးနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်သွားတာတွေ့ရပါလိမ့်မယ်ပြီးတော့ဒီမှာထူးခြားတဲ့ဟာတစ်ခုကပါလဲဆိုတော့ဒီရဟရင်ကိစ္စနဲ့ပတ်သက်လို့ပေါ့နော်ဒီအခုဆိုရင်ရဲဝင်းကတော်တော်လေးပေါက်ကွဲနေတယ်ပေါ့နော်ပေါက်ကွဲပြီးတော့ဒီရဟရင်ကိစ္စအခုလိုဖြစ်သွားတာကတည်င်းမလုံခြုံလို့ပေါ့ရော့လို့ပေါ့နော်ဒါလုံခြုံရေးကိစ္စတွေကျိုးပေါက်လို့ပြီးရင်တည်င်းတွေအပြင်ရောက်လို့ပေါ့နော်အဲ့လိုမျိုးဟာတွေကြောင့်မလို့သူကဒီဟာတွေကိုစီစစ်ဖို့အတွက်စုံစမ်းစစ်ဆေးရေးခုံရုံးဆိုတဲ့ပုံစံမျိုးဒါသူကဖွဲ့လိုက်တယ်ပေါ့နော်စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့တယ်အဲ့တော့သူ့အနေနဲ့ဆိုလေကြေကွဲစရာကောင်းတာပဲဘာကြောင့်လဲဆိုတော့သူအခုလိုမျိုးဈေးဥပေါက်တဲ့ရဲရင်ပြင်းခံရပါတယ်ဆိုတဲ့ဟာကအညာဖြစ်နေတယ်အညာဖြစ်နေတယ်သူတို့အရန်အထင်သေးခဲ့ပါတယ်ဆိုတဲ့နေရာဖြစ်နေတာဘာကြောင့်လဲဆိုတော့အညာကိုသူတို့တွေဒီလိုမျိုးလေကြောင်းတိုက်ခိုက်မှုလုပ်တဲ့အခါပေါ့နော်သူကထန်းနှစ်ပင်ပြားလောက်ထိကိုနှိမ့်ဆင်းပြီးတော့အနီးကပ်ဆိုတဲ့ဒါရှေ့ပိုင်းဖြစ်စဉ်နေအများကြီးရှိတာပေါ့နော်ဘာကြောင့်လဲဆိုတော့ပြစ်မှတ်ကိုတဲတဲကွက်ကွက်မြင်တွေ့ရပြီးတော့တိတိကျကျပြစ်နိုင်ဖို့အတွက်တောင်မှသူကအဲ့လိုနှိမ့်ဆင်းပြီးတော့ရွေချက်ရှိနဲ့တိုက်ခိုက်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေကဇက်တိုက်ဆိုလို့ရှိပါတယ်အဲ့တော့အဲ့ဒါကဘာလဲဆိုတော့အညာက AC ပဲဒီဥစ္စာကိုပြန်ပြီးတော့တုံ့ပြန်ပြစ်ခတ်နိုင်လောက်တဲ့ဒါလက်နက်ခဲယမ်းမရှိဘူးဆိုပြီးတော့သူတို့ကယူဆထားတယ်အဲ့ဒါကြောင့်မလို့အဲ့လိုပုံစံမျိုးနဲ့တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်တွေအများကြီးရှိတယ်အခုကျတော့သူတို့အဲ့လိုအထင်သေးခဲ့တဲ့ညာကပဲလာစမ်းကွာဆိုပြီးတော့အခုလိုမျိုးလှုပ်ပြတော့သူ့အတွက်တော်တော်လေးကြေကွဲရမယ်နေထားအဲ့လိုမျိုးပုံစံမျိုးပေါက်ကွဲနေတာပေါ့နော်အဲ့တော့သူ့လက်ထက်မှာအညာကဒီရဲရင်ကဈေးဥပေါက်သွားတယ်လို့ပြောရမှာဖြစ်တယ်အဲ့တော့စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလဘခဒူတိုင်မှုပေါ့နော်လေပိုင်းတိုင်းစစ်ဌာနချုပ်ကဒူတိုင်မှုကဥဆောင်တယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့အဲ့ရဲရင်ကိုပြန်တယ်မှာသူကရဲရင်အဆုတ်ကိုပြန်တယ်ဦးမှာပြင်ပြီးတော့တယ်မှာလားဒါမှမဟုတ်လဲပြင်လို့မရတော့လို့ဒါကုန်းချောင်းကနေပဲပေါ့နော်ပြောမှဆိုအနီချောင်းကနေပဲသူတို့ဒါကားနဲ့ပဲဆွဲမလားကားနဲ့ပဲတယ်မလားဘလို့တယ်မလဲဖြုတ်ပြီးတယ်မလားမသိဘူးပေါ့နော်အဲ့လိုပုံစံမျိုးကတော့ဒါလေတက်ကပြန်ပြီးတော့ဒါအဆုံးဖြတ်ပေးမယ်ဆိုပြီးတော့ဒါသတင်းတွေမှာတွေ့နေရပြီဖြစ်တယ်ပေါ့နော်အဲ့တော့အခုပုံစံအတိုင်းဆိုရင်ပေါ့နော်အဲ့လေရင်ပြန်တယ်တဲ့အချိန်ကျရင်အခွန်လောင်ကြံမလားမသိဘူးပေါ့နော်အပွဲတွေကလွမ်းတိုင်းမှာတော်တော်ချနေတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အယိုးစုလောက်တော့ရမှာပေါ့နော်ပြီးတော့ဒီသတင်းတွေတက်လာပြီဆိုတဲ့အချိန်မှာအဖွဲတွေကဒီအတိပေးလာတယ်ပေါ့နော်အတိပေးရဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ပြောပြလာတဲ့အထက်မှာဖျဲသီးဆိုပြီးတော့ပါတာတွေ့ရတယ်အဲ့ဟာနဲ့ပတ်သက်လို့လည်းဖျဲသီးလို့ထုတ်ပြောလိုက်တဲ့အတွက်ပေါ့နော်ပြည်သူတွေကစိုးရိမ်ပူပန်ပေးကြရရှိတယ်ဒီဖျဲသီးလုံးဝလုံခြုံရဲ့လားပေါ့နော်အဲ့လိုမျိုးမပြောသင့်ဘူးဆိုတဲ့ပုံစံမျိုးတွေလည်းပြောကြရရှိတယ်ဒါပေမဲ့အဲ့ဒါအတွက်လည်းစိတ်မပူစေချင်ဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့တပ်ဖွဲ့တွေမှာစီရေးအသည့်တတိကဒီနေ့ဒီချိန်မှာပေါ့နော်ဒီလိုမျိုးတောင်လုံနိုင်နေပြီဖြစ်တဲ့အတွက်အဲ့လိုမျိုးဟာတွေကသူတို့စီမှာတေချာပေါက်ဒါသိရှိနားလည်ထားပြီးသားပေါ့နော်တကယ်ထုတ်ပြလို့ထုတ်ပြောလို့ရတဲ့ဟာမို့လို့သာထုတ်ပြောတယ်လို့ကျွန်တော်လည်းယူဆတယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုးပေါ့နော်ပြည်သူတွေကအစစရရအသေးစိတ်ကိုတပ်ဖွဲ့တွေအတွက်ကိုယ့်ရဲ့ဒါဘတ်တော်သားတွေအတွက်လိုက်ပြီးတော့စိုးရင်ပေးစိတ်ပူပေးနေကြရလေးတွေတွေ့ရတော့လေဒါဝမ်းသာရအကြည်နူးရတယ်ပေါ့လေနော်အဲ့တော့ဒါရဲဝင်းကတော့တော်တော်လေးပေါက်ပွဲနေမှာအမှန်ပါပဲသူကဘာလို့လဲဆိုတော့ဒီသူကာချုပ်ဖြစ်တယ်ဆိုတဲ့ချိန်မှာသူကအရက်ဝိုင်းမှာအဲ့လိုကြွေးကြော်တာတွေရှိတယ်ပေါ့နော်မင်းအောင်လိုက်တဲ့တောင်လုပ်ပြမယ်ငါကတော့စစ်ဘက်တိုက်မှာငါကတော့စစ်ဘက်နိုင်အောင်တိုက်ပြမှာဆိုတဲ့ပုံစံမျိုးသူကတောင်လုပ်ပြမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုခဲ့တာရှိတယ်ဆိုပြီးတော့လည်းသတင်းတွေပေါ်လာဘူးတယ်ပေါ့နော်အဲ့တော့သူဘာတောင်လုပ်တာလဲဆိုတာတော့မပြောတတ်ဘူးပေါ့နော်အခုတော့ဒါအရေးအတွက်တွေကတော်တော်တာနေလောက်ပြီးတည်တဲ့အရေးအတွက်တွေပေါ့နော်တော်တာနေလောက်ပြီးဖြစ်ပါတယ်နောက်ထပ်အခုကကြတော့သူတို့အထိနာနေကြနေရဖြစ်တယ်ပေါ့နော်ဒါအခါတတော် A နဲ့ရင်ဆိုင်နေရတဲ့စစ်မျက်နှာတွေမှာ AA ကထပ်ပြီးတော့ပေါ့နော်စစ်ကောင်စီရဲ့စကန်းကုန်းတွေကိုထပ်ပြီးသိမ်းပိုက်လိုက်တဲ့သတင်းတွေရှိပါတယ်ပေါ့နော်အခါတတော် A ကအခုလိုမျိုးပေါ့နော်တံပြန်ထိုးစစ်ဆင်တာလိုက်စစ်ဆင်တာဒီလိုမျိုးကိစ္စရပ်တွေမှာအထူးကျွမ်းကျင်တဲ့တပ်ဖွဲ့ကြီးလို့တော့မှပြောရမှာဖြစ်တယ်ရန်သူထိုးစစ်ဆင်တာကိုစောင့်နေသူတို့ထိုးစစ်ဆင်လာပြီဆိုရင်သူတို့ရဲ့ရည်မှန်းချက်တွေကိုချိန်မုံပြစ်တယ်ဖြက်စီးပြစ်တယ်ပေါ့နော်ပြီးတာနဲ့အဲ့လိုမျိုးထွက်ပြေးတဲ့ကောင်တွေကိုနောက်ကနေလိုက်တိုက်ရင်းနဲ့ပေါ့နော်အစ်စ်တွေပါယူတာအပိုတွေပါတောင်းတာပေါ့နော်အဲ့လိုပုံစံမျိုးတွေမှာဒါအာကတော် A ကအကျွမ်းကျင်ဆုံးလို့တော့ပြောရမှာဖြစ်တယ်ဒီရှေ့ရထဲမှာပေါ့နော်ပဲခူးတိုင်းပတောင်းမြို့နယ်ရိုးတောင်ကျော်လမ်းနာကပေါ့နော်ကားဖဆ16ရဲ့ကာကင်းကုန်းဒီ .500 ကုန်းအခုနာမည်ကြီးနေပါတယ်ဆိုတော့ကုန်းအိုက်ကုန်းကထိုးစစ်ဆင်ခံနေရပြီပေါ့နော်အဲ့တော့အိုက်ကုန်းအနီးဝင်းကျင်မှာဖြစ်တဲ့တိုက်ပွဲတွေရှိတယ်အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကပေါ့နော်ဒါသူတို့ဘက်ကထုံးစံတိုင်းပဲ
ဒါလူရင်အားတွေဖြည့်တယ်လက်နက်ခဲယမ်းဖြည့်တယ်လေကြောင်းပစ်ကူပေးတယ်အမြောက်ပစ်ကူပေးတယ် drone အနေနဲ့ကျဲတယ်ပြီးတာနဲ့မြေပြင်ကနေစစ်ကြောင်းထိုးပြီးတော့ဒီနေရာတွေကိုထိုးစစ်ဆင်ခိုင်းတယ်ပေါ့နော်ဒါပေမဲ့လည်းထုံးစံအတိုင်းပဲဘလို့မှအောင်မြင်နေဆိုတာမရှိဘူးပေါ့နော်အဲ့လိုမျိုးထိုးစစ်ဆင်လာတဲ့ဟာကိုအာခတ်တော် A ကစောင့်ကြိုတိုက်ခိုက်တာဖြစ်တဲ့အတွက်နောက်ပြန်ပြေးကြတယ်အဲ့တော့ A ထိန်းချုပ်တဲ့နေရာကိုပြန်ယူဖို့အတွက်ဆိုတော့သူတို့ရဲ့ရည်ရွယ်ချက်ကဘယ်တော့မှမပြည့်ဝသေးဘူးဖြစ်နေပါတော့အဲ့တော့အဲ့လိုမျိုးနောက်ပြန်ထွက်ပြေးပါရဆိုတဲ့စစ်ကောင်စီစစ်သားတွေကသူတို့ရဲ့ကာကင်းစခန်းတွေမှာပြန်ပေါင်းတယ်ပေါ့နော်ပြန်ပေါင်းပြီးတော့ဒါနောက်ကနေလိုက်လံချေမှုန်းတဲ့ AA ကိုသူကဒီကာကင်းစခန်းကုန်းတွေကနေပြီးတော့ပြန်ပြီးတော့ခုခံတယ်အဲ့တော့အဲ့လိုခုခံတဲ့အတွက်အာခတ်တော် A ကအဲ့ကုန်းတွေမှာသိမ်းလိုက်တယ်အဲ့တော့အဲ့စခန်းတွေကိုဒါသိမ်းလိုက်တာယာယီစခန်းကုန်း3ခုရတယ်ဆိုပြီးတော့သိရတယ်တိုက်ပွဲက2ရက်ဆက်ဖြစ်ပြီးတော့စခန်းကုန်း3ခုရလိုက်တယ်.900ကုန်းကိုဆက်ပြီးတော့လက်ရှိမှာထိုးစစ်ဆင်နေတယ်တိုက်ပွဲကလည်းပြင်းပြင်းထန်ထန်ပဲပေါ့နော်.900ကုန်းကဒါကပ္ပစ16နဲ့အနီးဆုံးပြင်သူတို့အတွက်အဓိကအခိုင်အမာပြင်ဆင်ထားတဲ့အဓိကကာကင်းစကန်ကုန်းကြီးဖြစ်တယ်ပေါ့နော်ပြီးတော့အဲ့ဘေးနားမှာလည်းစကန်ကုန်းတွေရှိသေးတာအဲ့ကုန်းတွေကိုအခုသိမ်းပလိုက်တာပေါ့နော်အဲ့တော့ဒီ.900ကုန်းနဲ့.63လုံးကုန်းကြားမှာပေါ့နော်ခုနလိုကာကင်းစကန်တွေကအာခတ်တော် A နဲ့ပူပေါင်းတက်တွေရဲ့သိမ်းပိုက်ခြင်းကိုခံလိုက်ရပြီဖြစ်တယ်အဲ့တော့ဒါမျိုးတွေအားလုံးပဲတွေ့ကြတိုင်းပါပဲဒါကတော့ icon တော်တော် AA နဲ့ထိတိုက်ထွေးတိုင်းမင်းအောင်နိုင်ဖင်ထိုင်လဲနေရတော့အသေးကြပဲဖြစ်ပါတယ် icon တော် AA သိမ့်ပိုက်ထားတဲ့မြို့မှာမပြောနဲ့ရွာလေးတွေ့ရတော့မင်းအောင်နိုင်နဲ့လက်ဖြားနေတော့ထီလို့မရတဲ့အနေထားကိုတော့လက်ရှိမှာညဝါထင်နေမြင်နေရဖြစ်ပါတယ်ကျူခေါ်ကြီးရပဲရခိုင်လူမျိုးမလို့ပဲမထီခိုင်းတာတော့မပြောတော့ဘူးဗျာဒါမျိုးတွေအားလုံးပဲဒီလိုတော့လည်းပဲအဆုံးသတ်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုမှာတော့နောက်သက်တင်လာဖြစ်တဲ့ကျွန်တော်ရဲ့ကိုကျပုံ channel လေးကို like and subscribe ပြီးဒီအခါနေလာခြင်းတက်လာကြဗီဒီယိုတွေတင်အားလုံးကြည့်နေဆင်ရပြီပါကျွန်တော်မျိုးတွေအားလုံးပဲနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်